အင်္ဂလိပ်စကားမြန်မြန်ပြောတတ်ချင်အခုပြောပြမယ် English speaking pattern 10ခုကိုကြားထားပါကျွန်တော်နာမည်တော့လင်းပါ1 2ဆိုတာကလှုပ်ချင်တယ်1 2ရဲ့နောက်က verb 1လိုက်ပေးရတယ်ဥပမာ go I want to go သွားချင်တယ် eat I want to eat စားချင်တယ် see I want to see မြင်ချင်တယ် sleep I want to sleep အိပ်ချင်တယ် need to ဆိုတာကလုပ်ဖို့လိုအပ်တယ်ဥပမာ I need to work ငါအလုပ်လုပ်ဖို့လိုအပ်တယ် I need to sleep ငါအိပ်ဖို့လိုအပ်တယ် I need to buy ငါဝယ်ဖို့လိုအပ်တယ် I need to talk to you ငါမင်းကိုစကားပြောဖို့လိုအပ်တယ် going to ဆိုတာကလုပ်တော့မယ်သူရဲ့ရှိကအမစ္စာထည့်လို့ရတယ်အမစ္စာ plus going to သူရဲ့နောက်က for one ဥပမာ I am going to travel this week ငါဒီတစ်ပတ်အတွင်းမှာခရီးထွက်တော့မယ် I am going to learn English tonight ငါဒီညစာလေ့လာတော့မယ်အင်္ဂလိပ်စာလေ့လာတော့မယ် I am going to talk to my father ငါဖေကိုစကားသွားပြောတော့မယ် have to ဆိုတာကတခုခုကိုလုပ်ရမယ်လို့ပြောတာပါဥပမာ I have to eat breakfast ငါမနက်စာစားကိုစားရမယ် I have to learn Chinese ငါတရုတ်စာကိုလေ့လာရမယ် I have to go now ငါခုသွားရတော့မယ် would like to အဲ့ဒါကလှုပ်ချင်တယ်လို့ပဲပြောလို့ရပါတယ်သူကကြတော့ polite ဖြစ်တဲ့ way ပါဥပမာ I would like to have a cup of coffee ဥပမာ I would like to have a cup of coffee ငါ coffee တစ်ခွက်လောက်လိုချင်ပါတယ်ဒါမှမဟုတ်ရချင်ပါတယ် I like to call my mom ငါငါ့အမေကိုဖုန်းခေါ်ချင်တယ် I like to buy a new phone ငါဖုန်းတစ်လုံးလောက်ဝယ်ချင်တယ်နောက်တစ်ခုက can I ဆိုတာကနိုင်လားဒါမှမဟုတ်တစ်ခုခုကိုလုပ်လို့ရမလားဆိုခွင့်တောင်းတဲ့ပုံစံမျိုးပါဥပမာ Can I sit here ငါဒီမှာထိုင်လို့ရလား Can I buy a new phone ငါဖုန်းတစ်လုံးလောက်ဝယ်လို့ရလား Can I travel this week ဒီတစ်ပတ်ခီးသွားလို့ရနိုင်မလား Could you please ကိုတခြားလူကိုကူညီတောင်းတဲ့အချိန်မှာတောင်းလို့ရပါတယ်ဥပမာ Could you please help me ငါ့ကိုကူညီပေးလို့ရနိုင်မလား Could you please pass me that book ငါ့အဲ့ဒါလေးလက်ဆင့်ကပ်ပေးလို့ရမလား Could you please buy me a snack ငါ့ကိုတေးစားလေးတစ်ခုလောက်ဝယ်ပေးလို့ရမလားနောက်တစ်ခုက I don't know how to I don't knowဆိုတာကမသိဘူး how to ဆိုတော့ဘယ်လိုလုပ်ရမလဲ I don't know how to ဆိုတော့ဘယ်လိုလုပ်ရမလဲမသိဘူးဥပမာဟင်းကိုဘယ်လိုချမလဲမသိဘူးဆိုရင် I don't know how to cook I don't know how to cook ဟင်းကိုဘယ်လိုချမလဲမသိဘူး I don't know how to pronounce I don't know how to pronounce ဘယ်လိုတတ်ထွက်ရမလဲမသိဘူးI don't know how to talk I don't know how to talk ဘယ်လိုပြောရမလဲမသိဘူး I don't know how to drive ဘယ်လိုကားမအောင်လဲမသိဘူး It's time to နည်းနည်းပြောချင် It is time to ဒါကလုပ်ကိုလုပ်ရမယ့်အချိန်ပဲဥပမာ It's time to study လေးကိုလေ့လာရမယ့်အချိန်ပဲ It's time to eat စားရမယ့်အချိန်ပဲ It's time to go သွားရမယ့်အချိန်ပဲ It's time to sleep အိပ်ကိုအိပ်ရမယ့်အချိန်ပဲတခုခုကိုရှာနေတယ်လို့ပြောချင် I am looking for I
am looking for I'm looking for ဆိုတာကတခုကိုရှာနေပါတယ်ဥပမာ I am looking for my mom ငါအမျိုးကရှာနေတာငါရဲ့အမျိုးကရှာနေတာ I am looking for my phone ဟောငါရဲ့ဖုန်းကိုရှာနေတာဘာမှလည်းမသိဘူး I'm looking for my phone I am looking for a job I am looking for a job ငါအလုပ်ရှာနေတာတင်းတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ် See you in the next video bye